Hi ရဲလေးမှာဒီနေ့ကျွန်တော် Chinese New Year အတွက် get ready with me လေးရိုက်သွားပါမယ်။ဘောင်းမီကိုတော့ကျွန်တော် trouser အမဲလေးရွေးထားတယ်။ TikTok ကနေဝယ်ထားတာပါ။သူကတဲပွားပုံစံမျိုးဆိုတော့ဝယ်ရတော့တက်တောင့်တက်တာရှိရယ်။အမဲရောင်လည်းဖြစ်တော့အပေါ်ကအင်ကြီးဘာနဲ့ပဲဖြစ်ဖြစ်လို့ပြောင်းပြီးဝတ်လိုက်တာလည်းတော့အဆင်ပြေပါတယ်။အင်ကြီးကလည်းကျွန်တော် TikTok ကနေပဲဝယ်ထားတယ်တရုတ်အင်ကြီးပါ။ခဏကတော့ Zara ကျွန်တော် loafer လေးစီးတော့ပါမယ်။အင်းကြီးကျေတီးတက်ရတော့နည်းနည်းလေးခတ်တယ်အောက်ကကျေတီးတွေကတော့အဆင်ပြေပေမဲ့အပေါ်ဆုံးတစ်လုံးမှာကျွန်တော်တော်တော်တိုင်ပတ်ပါတယ်အဲ့နဲ့ကျွန်တော်လည်းတက်မြရတဲ့အဆုံးကိုပေါ်ကျေတီးကိုမတက်တော့ဘဲနဲ့ဝတ်လိုက်ပါတယ်ပြီးတော့အုတ်ထုတ်စာအောင်မြတ်တက်ပြီးတော့ပဲနေနေမြပါမယ်ဒီတစ်ချင်းကလေတပုံနားမလဲပဲမယ်ဒီနားရောက်လို့ရှိရင်တော့ like ဆိုလိုက်ရမှာကိုကျင်းနေတာဖနန်လေးစီပြီးတောင်းပြီးဆိုတော့ကျွန်တော်တော့ပါတော့မယ်အားလုံးပဲ Happy Chinese New Year ပါ